Kuro, General Baba, Dinit and Sap Beomet Ringaro, Chow Pew Tewema, attain Arma Simutan Kokan Yare, Sit de Muni, Yanpu Geoma, Jordan Lisejo, I recorded to Eta, La Yao Buba. They were being in it, Chow Pew Muma, a chamber, Sikonsi, Tadari, a jar song Yazone, a map doesn't yeta yendo, so called 12 years so the ringo, then Sap Bedo Chimarakmia. They were being tended, Chow Pew Muma. စစ်တွေမြို့နယ်ရန်ကျူကျေးရွာမှာပျောက်ဆုံးသွားတဲ့ရောသား40ကျော်လေးပါဝင်ပါတယ်2024ခုနှစ်မေလ9ရက်နေ့ကစစ်တွေမြို့နယ်ရန်ကျူကျေးရွာသို့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ALP တပ်ဖွဲ့ဝင်များမှလက်နက်အပြည့်စုံနဲ့ရောထဲသို့ဝင်ရောက်ကရောသားများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများကိုကျူးလွန်ခဲ့ကြပါတယ်ထိုဖြစ်စဉ်အတွင်းအပြည့်မရှိရန်ကျူရောသား42ဦးထက်မနည်းကအကြမ်းဖက်စစ်ကောင်စီနဲ့ ALP တပ်ဖွဲ့ဝင်များကအကြောင်းမဲ့မတရားအစုလိုက်ပြောင်းလိုက်တပ်ဖြတ်ခဲ့ကြပြီးအများအပြားလဲဖမ်းဆီးခံခဲ့ရပါတယ်။ရောသား350ခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အတင်းအဓမ္မအကြောင်းမဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး259မှာပတင်အကျဉ်းထောင်နဲ့အကျဉ်းချနေကကြံ40ကျော်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုထမ်းခြင်းကိုခံခဲ့ရပါတယ်။အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်ခံခဲ့ရတဲ့ဗျမ်းပြူရောသား40ကျော်ကိုအကြမ်းဖက်စစ်ကောင်စီကကြောက်ဖြူတိတ်ကိုပို့ဆောင်ခဲ့ပြီးဗျမ်းပြူရောသား40ကျော်ကလည်းဆွန်လပထမပတ်ကလေးကအရက်ခေါ်တက်တော်အေထန်တို့တွားရောက်ပူးပေါင်းခဲ့တယ်လို့မိသားစုဝင်များနဲ့စစ်ရေးသတင်းရင်းမြစ်ထံမှသိရပါတယ်။တိတ်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူစစ်မျက်နှာပြင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာအကြဆုံးများပြားနေပြီးသူတို့ခန်းစစ်တရှိရာအမှတ်30နဲ့ရက်တက်ရင်းတို့စုတ်ခေါ်ထွက်ပြေးသွားတယ်လို့သိရပါတယ်။ဇွန်လ9ရက်နေ့ကခမရ943ကမြေပြင်စစ်ကြောင်းအင်အား200ကျော်နဲ့မင်းတပ်တောင်နဲ့အမှတ်30နဲ့ရက်တက်ရင်းကိုချင်းလင်းစစ်ကြောင်းထိုးလာခဲ့တဲ့အတွက်အရက်ခေါ်တက်တော်အနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါတယ်။အမှတ်30နဲ့ရက်တက်ရင်းမှာတာကင်းတွေမရှိတော့သလိုအမှတ်943ကစစ်ကြောင်းတွေထပ်ပုတ်ပြီးတိုက်ပွဲမှာစစ်အင်အားဖြစ်တင်းထားလို့သိရပါတယ်။ဒါအပြင်လေကြောင်းကလည်းဘုံကျဲပြီးနေဗီကလည်းပင်လယ်ဘက်ကနေပြစ်ကူတွေပေးကအဲ့ဒီရဲတက်ရင်မကြသွားစေဖို့အကျမ်းဖက်စစ်ကောင်စီကအသေးအတန်ခုခံတယ်လို့သတင်းရရှိပါတယ်။အကျမ်းဖက်စစ်ကောင်စီရဲ့ခြေလင်းဌာနချုပ်ခမရ943နဲ့ခမရ932စီရောက်ဖို့အတွက်ရဲတက်ရင်32ကိုဖျက်ရမှာဖြစ်ပြီးအဲ့ဒီရဲတက်ရင်32ကိုအရက်ခေါ်တက်တော်အေကဝဝပိတ်ဆို့ထားတဲ့အတွက်အကျမ်းဖက်စစ်ကောင်စီဘက်ကစစ်ရအများအပြားလေကြောင်းလက်နက်ကြီးနဲ့အမှတ်30နဲ့ရဲတက်ရင်ပက်လေးကိုထိုးပေါက်ဝင်ရောက်လာတဲ့အတွက်တိတ်ပွဲတွေပြင်းထန်နေတာလို့သိရပါတယ်။ကြောက်ဖြူမျိုးသိန်းတိတ်ပွဲဟာနေ့စဉ်ရက်ဆက်ဆိုသလိုပြင်းထန်လာနေပြီးအရက်ခေါ်တက်တော်အေဟာဒေသတွင်းမှာအခြေစိုက်တဲ့ကျမ်းဘက်စစ်ကောင်စီရဲ့တရင်တက်မတွေကိုဥရီပြီးအကန့်အသတ်နဲ့ဆင်နွှဲနေတယ်လို့သိရပါတယ်။အရက်ခေါ်တက်တော်အေဟာအမှတ်30နဲ့ရစ်တက်ရင်ဒီကနှမ်းဖေးတောင်စကန်မင်းတက်တောင်စကန်နဲ့လိုက်ကမော်စကန်တို့ကိုတင်ပိုက်ထားပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးကျော်လင်းကျန်နဲ့စစ်သုံးပန်း15ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ဒီနေ့တင်ဆက်ပေးတဲ့သတင်းကတော့ကြောက်ဖြူတိုက်ပွဲမှာအတင်းအဓမ္မစစ်မှုထမ်းခေါ်ခံရတဲ့စစ်တွေမြို့နယ်ပြင်းပြူကျေးရွာကရောသား40ကျော်အရက်ခေါ်တက်တော်အေတန်လာရောက်ပူပေါင်းတိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမှာကျမ်းဘတ်စစ်ကောင်စီတပ်သားတွေအကြဆုံးများစွာနဲ့အမတ်30နဲ့ရစ်တက်ရင်းကိုစုပ်ခေါ်ထွက်ပြေးဆိုတဲ့သတင်းကိုတင်ဆက်ပေးရတာဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းများကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျာ။အခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။